ကြီးအမျိုးကုန်တင်ရမည်ဘာသာရေးကောင်းဆောင်များရဲ့လမ်းညွှန်ပြတဲ့တရားတော်တွေပင်မျိုးဆက်သစ်လူငယ်တိုင်းဒီဘာသာတရားသိရှိရမည်အခြေခံတရားသိရှိရမည်အခြေခံတရားသိရှိရမည်ဘာသာတရားသိရှိရမည်ဓမ္မစကူကျောင်းကပြိုင်ပွဲကြီးကိုစီစဉ်တုဒ္ဒဆုံလင်းဗုဒ္ဓဝေ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 စီစဉ်အခါခွင့်ပနာသိရင်ဖြင့်လာပြည့်အောင်လာစီခြင်းသိကောပါများကပြိုင်ပွဲကြီးကိုစီစဉ်လိုက်ပါပြီတုဒ္ဒဆုံလင်းဗုဒ္ဓဝေစီစဉ်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 အခါခွင့်ပနာသိရင်ဖြင့်လာပြည့်အောင်လာစီခြင်းရှိထားလို့သာအကျိုးပြုညွန်မြင်လိမ္မာရင်ကြီးအမျိုးကုန်တင်ရမည်ဘာသာရေးကောင်းဆောင်များရဲ့လမ်းညွှန်ပြတဲ့တရားတော်တွေပင်မျိုးဆက်သစ်လူငယ်တိုင်းဒီဘာသာတရားသိရှိရမည်အခြေခံတရားအသိရှိရမည်အခြေခံတရားသိရှိရမည်ဘာသာတရားသိရှိရမည်ဓမ္မစကူကျောင်းကပြိုင်ပွဲကြီးကိုစီစဉ်တုဒ္ဒဆုံလင်းဗုဒ္ဓဝေ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 စီစဉ်အခါခွင့်ပနာသိရင်ဖြင့်လာပြည့်အောင်လာစီခြင်းဖိတ်ခေါ်ပါများကပြိုင်ပွဲကြီးကိုစီစဉ်လိုက်ပါပြီတုဒ္ဒဆုံလင်းဗုဒ္ဓဝေစီစဉ်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 အခါခွင့်ပနာသိရင်ဖြင့်လာပြည့်အောင်လာစီ